ဆေးလေးဖြတ်လိုက်တဲ့အခါတင့်ခန္ဓာကိုယ်မှာမိနစ်ပိုင်းအတွင်းကစပြီးတိတာတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။မိနစ်20အတွင်းနှလုံးခုန်နှုန်းနဲ့သွေးဖိအားဟာပုံမှန်အခြေအနေကိုပြန်လည်ကျဆင်းလာပါတယ်။8နာရီအတွင်းသွေးထဲမှာရှိတဲ့ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေတွေထုတ်ဝဲလျော့ကျသွားပြီးအောက်ဆီဂျင်ပမာဏပုံမှန်ပြန်ဖြစ်လာပါတယ်။24နာရီတရက်အတွင်းခန္ဓာကိုယ်ထဲကကာဗွန်မိုနောက်ဆိုက်တွေအကုန်ဆင်းသွားပါတယ်။အဆုတ်ကချွဲတလိမ့်နဲ့ဆဲလေးကြောင့်ဖြစ်တဲ့အညစ်အကြေးတွေကိုစတင်တန့်ရှင်းပေးပါတယ်။48နာရီ2ရက်အတွင်းနီကိုတင်းဓာတ်တွေခန္ဓာကိုယ်ထဲမှာမရှိတော့ပါဘူး။အနက်နဲ့အရသာခံစားမှုအာရုံတွေတိပိတတာကောင်းမွန်လာပါလိမ့်မယ်။92နာရီ3ရက်အတွင်းအသက်ရှူရတာပိုမိုပေါ်ပါလာတယ်။အသက်ရှူပြုံတွေပွင့်လာပြီးလူကပိုပြီးလန်းဆန်းတက်ကြွလာပါလိမ့်မယ်။နှစ်ပတ်မှ3လအတွင်းသွေးနဲ့ပမှုစနစ်ကောင်းမွန်လာပြီးအဆုတ်ရဲ့လှုပ်ဆောင်ချက်က30%ခန့်အထိတိုးကျကောင်းမွန်လာပါတယ်။တစ်နှစ်အတွင်းနှလုံးရောဂါဖြစ်ပွားနိုင်ခြင်းဟာဆေးလိပ်တောက်တို့ထက်တဝက်ခန့်လျော့ကျသွားပါတယ်။10နှစ်အတွင်းအဆုတ်ကင်ဆာကြောင့်တည်ဆုံးနိုင်ခြင်းဟာဆေးလိပ်တောက်သူတွေထက်တဝက်ခန့်လျော့နည်းသွားပါတယ်။ဒီဗီဒီယိုလေးကသင်္ကထွေအကျိုးရှိတယ်ဆိုရင် like share နဲ့ follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ဦးနော်။